ဝေနေကတော့ကြောင်းတော့ကြီးမှတက်ခဲ့ဘူးတဲ့။မှန်ရက်ပြည့်ပြည့်ချင်းနေတဲ့ကွင်းပြင်မော်နစ်ဖြတ်ခဲ့ဘူးတဲ့။တိတ်ကက်ခဲ့ဘူးတဲ့။ပုံစားကြောင်းစင်းချင်မင်းရဲ့နာမပဲ။ငါဘွားရဲ့နဲ့သမီးလေးမင်းချင်းနဲ့ငါဘွားလင်းခဲ့ရတာပဲ။ငါချိတ်ပြီးခွဲမိနေလေ။ဖွင့်ပြောဖို့တက်တိမရှိ။ငွေချင်းဆိုတဲ့စီလေးကြိုးတော်မလားဓာငါရဲ့လက်ရှိအသည့်တက်တိတွေရှိတယ်။မင်းနဲ့ငါရဲ့ကြောင်းတွေအားလုံးကိုအိမ်မတက်မင်းနဲ့ဆိုရင်ကဘာကိုပတ်ပြီးခီးရသွားအောင်လို့ခံလေးဆိုပြီးမျက်နှာကြီးစပုံနေလို့အကျိတ်ဆိုနားမကဲရဲဘူးကျွန်တော်ကြောက်တာသူမုန်းတွေကိုသူချစ်တွေသူပုံနေလို့ကျူသားမဲ့သူမုန်းစေလို့ကျွန်တော်ကလူရှင်တော်ကြီးအမြဲတမ်းသူပြောစေဖို့စာပြင်လက်စိတ်မပါဘူးမင်းကြောင့်နေဘက်ကပြလင်းရေးလို့ပြီးသွားရင်လက်ဆောင်ပေးမဲ့ချုပ်ချရတဲ့ချတိတ်လေးတို့ဒီလိုနဲ့တနေ့ကုန်သွားခဲ့ကြောင်းစင်းနဲ့ကောင်းတော့တန်ကြတနေ့ကြီးနေနဲ့ရှောက်လိုက်မသွားပါနဲ့အိမ်ကိုပဲကောင်းကောင်းပြန်သွားချိန်တိုင်းငါဘာငါမြဲရှိခြင်းနဲ့တကယ်တော့ဝေးနေကြတယ်ပြန်ဆုံးဖို့ထွက်ရဲ့ကတိတွေထားတယ်ဒီကြောင့်ကြီးရဲ့ဘယ်လိုလုပ်ပြန်လာပေးပါနေကဲမဖြစ်မဲ့ချိန်တိုင်းငါဘာငါမြဲရှိခြင်းနဲ့တကယ်တော့ဝေးနေကြတယ်ပြန်ဆုံးဖို့ထွက်ရဲ့ကတိတွေထားတယ်ဒီကြောင့်ကြီးရဲ့ဘယ်လိုလုပ်ပြန်လာပေးပါနေကဲမဖြစ်မဲ့စိတ်နဲ့နှစ်ပုံစံကမြေသူတိုင်းကဆွဲမက်စေတယ်။နေနဲ့တူတောင်းတက်ဘူးတဲ့ချိန်လေးကိုငါတန်းတာမိခဲ့။ပုံမဲ့တော့လမ်းမထမငါတယောက်တည်းရှောက်ဆဲပါပဲ။လူဆောင်တဲ့မုံဆိုင်တန်းလေးတင်မရှိတော့တတ်မဲ့လာတယ်။ຢာတိုင်းကရှုံးနေကြီးပဲ။ငါအားလုံးမျက်ွယ်ပြို့တယ်။နေနဲ့ပတ်သက်မြရာရာမွေးပြောက်ထားတော့မပြေတော့ဘူးကွယ်။ငါဘိန်းမနေကိုတင်ရင်ကြောင်းသွားကြောင်းမြန်ဖယ်ရီကြီးပေါ်။ကြောင်းစိတ်ကြီးရောက်တိုင်းချိန်မှန်ငါကလာတော့ဆောက်တော့ကတော်တဲ့နေ့ကိုငါနဲ့ပေါင်းလို့လူကဝိုင်းပြီးပြပြော။ငါသာမရတဲ့ချိန်တိုင်းအားကိုးတဲ့ဆရာမကြီးပေါ်။ဘာမှကိုပြောရမလို့စိတ်ရင်းစင်နာရန်ကောင်းနေတော့အေးချင်းဆောင်ဟိုကောင်မိုးထက်မှကိုကြီးတန်တဲ့ကြတော့ငါလွဲနေမိုးရဲ့ဝေရန်တက်ဆိုတဲ့ကောင်တတိယသေးလားဖွယ်ချစ်တန်းကြောင်းတော့ဘဝမှာရေဦးကြောင်းတော့ပြောင်းမှသွားခဲ့တယ်တကယ်ချစ်တင်ရနေပြီလားဒီငါကိုမိတ်နေပြီလားဖွယ်ဒီအစ်မတကယ်ချစ်တင်နဲ့နေပြောပါသေးစကောင်းပေးချိန်တိုင်းငါဘာငါမြဲရှိခြင်းနဲ့တကယ်တော့ဝေးနေကြတယ်ပြန်ဆုံးဖို့ထွက်ရဲ့ကတိတွေထားတယ်ဒီကြောင့်ကြီးရဲ့ဘယ်လိုလုပ်ပြန်လာပေးပါနေကဲမဖြစ်မဲ့ချိန်တိုင်းငါဘာငါမြဲရှိခြင်းနဲ့တကယ်တော့ဝေးနေကြတယ်ပြန်ဆုံးဖို့ထွက်ရဲ့ကတိတွေထားတယ်ဒီကြောင့်ကြီးရဲ့ဘယ်လိုလုပ်ပြန်လာပေးပါနေကဲမဖြစ်မဲ့စိတ်ကြောက်တဲ့ချင်းငါမြဲတမ်းနေတယ်အိမ်မတဲဒီဟိုဝင်နောက်ရှက်တယ်ခါရှိဦးရဲ့ကလေးကိုလွယ်လွယ်နေမမေးနဲ့လာတော့ပြန်လာပေးပါနေကဲမဖြစ်မဲ့တောင်းခဲ့မှုရဲ့ကော်ရတာလေးလွယ်နေတယ်စားခဲ့မှုရဲ့မုန်းဆိုင်တဲ့လူတွေရတယ်နေတဲ့သူပြောခဲ့မှုရဲ့မရရတော့ရဲ့လာတော့ပြန်လာပေးပါနေကဲမဖြစ်မဲ့ချိန်တိုင်းငါဘာငါမြဲရှိခြင်းနဲ့တကယ်တော့ဝေးနေကြတယ်ပြန်ဆုံးဖို့ထွက်ရဲ့ကတိတွေထားတယ်ဒီကြောင့်ကြီးရဲ့ဘယ်လိုလုပ်ပြန်လာပေးပါနေကဲမဖြစ်မဲ့ချိန်တိုင်းငါဘာငါမြဲရှိခြင်းနဲ့တကယ်တော့ဝေးနေကြတယ်ပြန်ဆုံးဖို့ထွက်ရဲ့ကတိတွေထားတယ်ဒီကြောင့်ကြီးရဲ့ဘယ်လိုလုပ်ပြန်လာပေးပါနေကဲမဖြစ်မဲ့ကဲမဖြစ်မဲ့နေကဲမဖြစ်မဲ့